ခါကူမန်းတယောက်တွင်းထဲကနေထွက်လာပြီးစားစရာတွေတဲလာတဲ့အပြင်သူမရဲ့တငယ်ချင်းတွေကိုလည်းစားစရာတွေပေးလိုက်ပါတယ်။စားစရာတွေကအစမ်းတွေဖြစ်နေတာကြောင့်သူမတို့တွေသဘောကျနေပြီးခါကူမဲကတော့စမ်းကိုဘက်မှလဲလို့မေးလာပါတယ်။သူမတငယ်ချင်းတွေကတော့စမ်းကိုကသူမအိမ်ကိုသူမပြန်သွားတာကြောင့်ပြန်လာမှာပါလို့ခါကူမဲကိုပြောပေးနေကြပါတယ်။သူမရဲ့ရွာမှာသူမတို့ရဲ့မျိုးစင်ဆက်ကလက်နက်ဖြစ်တဲ့အရာကိုထုလုပ်နေခဲ့ပြီးသူမအဖေကလည်းသတိတွေရနေခဲ့ပါတယ်။အနောက်မှာတော့သူ့ဖေကိုမြုပ်ထားတဲ့အုတ်ခုစီကိုလာပြီးအဖေတို့ကိုပြစ်ထားမိသလိုဖြစ်သွားတဲ့အတွက်တောင်းပန်နေပါတော့တယ်။တစ်ချိန်လုံးကသူမအဖေကသူမကိုသူတို့ရဲ့လက်နက်အကြောင်းကိုတင်ပေးနေခဲ့ပြီးနောက်ပိုင်းအဖေမရှိတော့တဲ့အချိန်မှာသမီးပဲလက်ဆင့်ကမ်းပေးရမယ်နော်လို့မှားနေခဲ့ပါတယ်။စံကိုလည်းသူစဉ်းစားနေချိန်မှာပဲသူ့ကိုဂဲနဲ့လာပေါက်တဲ့သူတွေရှိတာကိုသိလိုက်ရပြီးသူ့ရဲ့အကောင်လေးကလည်းပုံစံပြောင်းပြီးသွားတိုက်ပါတော့တယ်။ဖြစ်ချင်တော့ကောင်မလေးနှစ်ယောက်ဖြစ်နေပြီးဘာလို့ဒီကိုလာရလဲလို့မေးလာပါတယ်။ကောင်မလေးတွေလည်းသူမတို့ကဒီရွာမှာနေကြတယ်မိစ္ဆာနှိမ်နှင်းသူကိုလာခေါ်တာဖြစ်ကြောင်းပြောလာတော့စံကိုလည်းဒီရွာကပျက်စီးသွားပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကောင်မလေးတွေကတော့အစားမစားရတာ3ရက်ရှိပြီဖြစ်တာကြောင့်မတက်ရက်ဖို့အားတော့မရှိတော့ပါဘူး။စံကိုလည်းသူမတို့ကိုအစားအစာတွေကျွေးလာပြီးအဲ့ဒါကအကြီးမကသူမတို့ကိုမိစ္ဆာတွေကိုနှိမ်နှင်းတဲ့ပညာသင်ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။စံကိုကတော့သူမလုံးဝကိုမတင်ပေးနိုင်ကြောင်းပြောပေမဲ့ကောင်မလေးတွေကတော့အတင်းမဲတောင်းဆိုလာခဲ့ပါတယ်။စံကိုလည်းဘာကြောင့်အဲ့ပညာကိုတက်ချင်ရတာလဲလို့မေးလာတော့သူမတို့စီမှာမိစ္ဆာတွေကအရန်ကိုတောင်းကျမ်းနေတာကြောင့်အဲ့မိစ္ဆာတွေကိုနှိမ်နှင်းချင်ကြောင်းပြောလာပါတယ်။စံကိုလည်းအစကတော့သူမလုံးဝမတင်ပေးနိုင်ဘူးလို့ညင်းနေပေမဲ့ကောင်မလေးတွေကမတင်ပေးရင်အမြဲတမ်းနှောက်ယှက်နေမှလို့ပြောလာတော့စံကိုလည်းတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမတင်ပေးမဲ့ပညာကမိစ္ဆာအကောင်ကြီးတွေကိုတော့နှိမ်နှင်းလို့မရပါပဲ။အသေးလေးတွေကိုတော့နှိမ်နှင်းလို့ရတဲ့ပညာပါ။သူတို့နှစ်ယောက်ကိုရက်တောင်တစ်ယောက်တစ်ချောင်းစီပေးလိုက်ပြီးမိစ္ဆာတွေရှိလောက်မဲ့နေရာမှာမီးသွားမွေးကြပါတယ်။အဲ့နောက်မှာတော့အမှုန့်တွေထည့်ပြီးမီးခိုးငွေတွေလည်းထွက်လာကမိစ္ဆာတွေလည်းပြေးကြပါတော့တယ်။ကောင်မလေးနှစ်ယောက်လည်းအဲ့ကနေပြန်လာကြတဲ့လမ်းမှာဒီထက်ပိုကောင်းပြီးပိုမိုက်တဲ့နီလန်းတွေမရှိဘူးလားလို့မေးလာတော့စန်းကိုလည်းအခြေခံကိုနိုင်မရမှာမလို့သတိမလွတ်ဖို့ပြောနေပါတယ်။တစ်ဖက်ကစန်းကိုစောင့်နေကြတဲ့တငယ်ချင်းတွေကတော့ဘယ်တော့မှပြန်လာမလဲလို့စောင့်နေကြပြီးအဲ့ဒီကတယောက်ကတော့သူ့ဖင်ကိုသွားကင်လိုက်လို့ပြန်ပဲမလာတော့တာလားလို့တွေးနေပါတော့တယ်။ဒီလိုနဲ့ပဲတစ်ဖက်ကိုရောက်လာခဲ့ပြီးစန်းကိုအိတ်နေတဲ့အချိန်မှာကလေးမလေးနှစ်ယောက်ကထလာပြီးပစ္စည်းတွေထားတဲ့အခန်းထဲကိုဝင်လာခဲ့ပါတယ်။အဲ့မှာရှိတဲ့ပစ္စည်းတွေအားလုံးကိုယူသွားပြီးပြန်ထွက်မလို့လုပ်ပေမဲ့စန်းကိုရောက်လာပါတော့တယ်။စန်းကိုလည်းမင်းတို့ကဘယ်သူတွေလဲလို့မေးလာတော့သူမတို့ကနင်ဂျာတွေဖြစ်ကြောင်းပြောလိုက်ပါတယ်။သူမတို့ရဲ့ရွာတကြီးကတနေ့မှသူမတို့ကိုမိစ္ဆာကြီးတစ်ကောင်ကိုတတ်ခိုင်းခဲ့ပါတယ်။သူတို့လည်းအဲ့မိစ္ဆာကိုအနာယူနိုင်ခဲ့ပြီးပြောနေပေမဲ့မထင်မှတ်ထားတဲ့မိစ္ဆာအများပြားကသူမတို့ရွာကိုဝင်လာခဲ့ပါတယ်။ဒါကြောင့်ရွာသားတွေအားလုံးတေးသေးပျက်စီးကုန်ကြပြီးတရွာလုံးမှာသူမတို့ညီမနှစ်ယောက်သာအသက်ရှင်ခဲ့ပါတယ်။ဒါကြောင့်သူမတို့တွေဒီပစ္စည်းတွေကိုယူပြီးပိုတမလာအောင်လုပ်ဖို့လိုတယ်လို့ပြောပြီးပြေးသွားကြပါတယ်။ကျန်ခဲ့တဲ့စံကိုကတော့ကလေးမလေးတွေယူသွားတဲ့ပစ္စည်းတွေထဲမှာမိစ္ဆာအငွေ့သက်တွေပါနေတာကြောင့်သူမတို့ကိုမိစ္ဆာတွေမစားခင်မှာအမြန်လေးသွားပြီးကြရမှာပါ။ထွက်ပြေးနေတဲ့ညီမနှစ်ယောက်လည်းစန်းကိုရောက်လာတာကိုတွေ့လိုက်ရတာကြောင့်သူမတို့ကိုတွားခွင့်ပေးဖို့စန်းကိုပြောပေမဲ့စန်းကိုကတော့အဲ့အရာတွေကိုမေးထားပြီးအခုလောလောဆယ်အနောက်ကလိုက်လာတဲ့မိစ္ဆာတွေရှိကထွက်ပြေးကြတော့လို့ပြောလာပါတယ်။ညီမနှစ်ယောက်လည်းစန်းကိုရဲ့တားရဲကြီးကိုစီးပြီးထွက်ပြေးဖို့လုပ်ပေမဲ့မိစ္ဆာတွေကအရန်ကိုများပြားနေတာကြောင့်တိုက်ခိုက်ချေမှုန်းနေရပါတယ်။အဲ့ချိန်မှာကလေးမလေးတယောက်ကိုမိစ္ဆာကဖမ်းသွားလိုက်ပေမဲ့အဲ့ကနေပြန်လွတ်မြောက်ခဲ့ပြီးသတိလစ်သွားပါတယ်။စန်းကိုကတော့ရာနဲ့ချီပြီးလာနေတဲ့မိစ္ဆာတွေကိုတယောက်တည်းနဲ့တိုက်ခိုက်နေရတာကြောင့်ရှစ်ဆက်ပြီးဒီလိုပဲတိုက်မယ်ဆိုရင်သူမတို့တွေမိစ္ဆာတွေတတ်တာကိုခံရတော့မှာပါ။အဲ့ချိန်မှာပဲသူမတငယ်ချင်းတွေရောက်လာပြီးမိစ္ဆာတွေကိုရှင်းမိလာတာကြောင့်မိစ္ဆာတွေလည်းရှင်းသွားပါတော့တယ်။ညီမနှစ်ယောက်ကတော့သူမတို့ရဲ့အဖေကသူမတို့ကိုပျော်ပျော်ရွှင်ရွှင်နေချင်တာကြောင့်နားလည်လိုက်ကရွာကိုပြန်သွားကြပါတယ်။စန်းကိုကတော့သူ့ကိုစိတ်ပူနေတာလားလို့သူကြိုက်နေတဲ့ကောင်လေးကိုသွားပြောလိုက်တော့ကောင်လေးလည်းလွမ်းနေတာကြာနေပြီဖြစ်ကြောင်းပြောရင်တင်မားကိုကင်လာတာကြောင့်ပါချပေးလိုက်ပါတယ်။တောထဲမှာတော့အဖွားကြီးတယောက်ကသူ့ရဲ့မော်ပညာတွေနဲ့လူတယောက်ကိုကျင်းစားတိုက်နေခဲ့ကတစ်ဖက်ကစံရင်ကြီးတွေကသူကတော့လူလိမ့်နေအောင်ခံစားနေရပါတယ်။အခဏမှာပဲသူမအနောက်မှာကောင်မလေးတယောက်ပေါ်လာပြီးရှင့်ကိုကျမတို့လိုအပ်တာကြောင့်လိုက်ခဲ့ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဖွားကြီးလည်းသူမပြောတဲ့အတိုင်းသူမခေါ်ရနောက်ကိုလိုက်သွားခဲ့ပြီးအဲ့အချိန်မှာသူမတွေးလိုက်ရတာကတော့စံအိတ်ကြီးတစ်ခုပါ။အထက်မှာတော့လူတယောက်ရှိနေပြီးအဲ့လူကအဖွားကြီးအကြောင်းတွေကိုသိနေပြီးအဖွားကြီးရဲ့အကူအညီကိုလည်းလိုအပ်နေခဲ့ပါတယ်။ဒါကြောင့်အဖွားကြီးကိုအကူအညီတောင်းစရာတစ်ခုရှိရလို့ပြောလာတော့အဖွားကြီးလည်းအကူအညီပေးရင်ဘာပေးမှလဲလို့မေးလိုက်ပါတယ်။တစ်ဖက်ကကောင်လေးလည်းအဖွားကြီးအရန်လိုချင်နေတဲ့မော်ဝဲရတနာကိုပေးမယ်လို့ပြောလာတော့အဖွားကြီးအံ့ဩသွားပြီးသူမရဲ့ပုံစံအစ်စ်ကိုပြလာခဲ့ပါတယ်။တစ်ဖက်ကကာကိုမဲကတော့ကျောင်းမှာစာသင်နေပေမဲ့စာတွေကိုနားမလည်တာကြောင့်အခက်တွေ့နေရပြီးစိတ်ဓာတ်တွေကိုကြာနေပါတယ်။ဒီလိုနဲ့ကျောင်းကနေအိမ်ကိုပြန်လာခဲ့ပြီးလမ်းမှာလည်းသူမတငယ်ချင်းတွေကကောင်လေးကြောင့်စိတ်ညစ်နေတာလားလို့မေးပေမဲ့ကာကိုမဲကတော့ကောင်လေးကြောင့်မဟုတ်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။
အနောက်မှာတော့သူတို့တွေဆိုင်တစ်ဆိုင်ထဲမှာဝင်ထိုင်နေကြပြီးသူမစိတ်ညစ်ရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့တော့မှတငယ်ချင်းတွေလည်းကာကိုမဲစိတ်ညစ်နေတာကစာမရလို့စိတ်ညစ်နေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဖွားကြီးကနေမိမငယ်လေးအဖြစ်ပြောင်းသွားတဲ့ပုံစံကိုတွေ့လိုက်ရတဲ့ကောင်မလေးလည်းအံ့ဩနေပြီးဆိုင်ရင်သခင်ကလည်းဒီဖွားကြီးကသူ့ရဲ့နုပြုံမှုကိုထိမ့်ဖို့အတွက်သူ့ရဲ့ဝိညာဉ်ကိုမိစ္ဆာတကောင်စီမှာရောင်းစားခဲ့တာမှန်သဘောပေါက်လိုက်ပါတယ်။အဖွားကြီးစူပါကီကတော့သူမှော်ဝင်ရတနာကိုတွေးစင်တာကြောင့်သူ့ကိုခဏလောက်ပြဖို့ပြောပြီးကြည့်လိုက်တော့တကယ်ကိုမှော်ဝင်ရတနာမှန်သိလိုက်ရပါတယ်။ဒါကြောင့်ဘာကိုလိုချင်လဲလို့ဆိုင်ရင်သခင်ကိုမေးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ကာကိုမဲတယောက်အချင်းခရီးသွားပြီးလာဖို့အတွက်စားစရာတွေနဲ့အဆောင်တွေကိုထည့်နေပြီးသူ့မိကတော့မလောက်သေးရင်ထက်ရှိသေးတာကြောင့်လိုအပ်သလောက်ယူလို့ရတယ်လို့ပြောလာပါတယ်။သူ့မောင်လေးကတော့သူကလိုက်ချင်တယ်လို့ပြောပေမဲ့ကာကိုမဲကတော့သူသွားမဲ့နေရာကကြောက်ဖို့ကောင်းတာကြောင့်ခေါ်သွားလို့မရဘူးလို့သာပြောလာခဲ့ပါတယ်။တစ်ဖက်ကသူမတငယ်ချင်းတွေကတော့ကာကိုမဲလာမကိုသာစောင့်နေခဲ့ပြီးအဲ့ချိန်မှာမကောင်းတဲ့အနက်အသက်ကိုရလိုက်တာကြောင့်အမြန်လေးကာကိုမဲကိုသွားရှာပါတယ်။ကာကိုမဲကတော့တွင်းထဲကနေတက်လာခြင်းမှာပဲအကောင်တကောင်ကြိုက်တာခံလိုက်ရပြီးအီနူရာရှာလည်းအဲ့အကောင်ကိုသွားပြီးတက်လိုက်ပေမဲ့အဲ့ဒါကအကောင်တကောင်ဟုတ်မနေခဲ့ပါဘူး။အောင်လန်းကိုတုံးတဲ့စုံမကြီးကတော့သူ့စီကိုသူ့ရဲ့မွေးပြန်လာပြီးကာကိုမဲရဲ့သွေးကိုလည်းရသွားပါတယ်။အဲ့သွေးနဲ့ကျင်းစာတစ်ခုလုံးမှဖြစ်တာကြောင့်သူမကိုကျောင်းဆောင်တစ်ခုမှချပေးခဲ့ပါတယ်။အဲ့နောက်မှာတော့စုပခီလည်းအောင်လန်းကိုစပြီးတုံးมาတော့တယ်။တစ်ဖက်မှာတော့အီနူရရှာတယောက်သူ့အကောင်တကောင်တက်လိုက်ပေမဲ့အဲ့အကောင်ကစာရွက်အဖြစ်ပြောင်းသွားခဲ့ပါတယ်။ကာကိုမဲကတော့အဲ့ဓာတွေကိုစိတ်မဝင်စားပဲသူမတည်လာတဲ့မုတ်တွေကိုသူမတငယ်ချင်းတွေကိုကျွေးနေပြီးအဲ့အချိန်မှာအဖွားကြီးလည်းစာရွက်ကိုကြည့်လိုက်တော့ဒါကအောင်လန်းမဲဆိုတာသိလိုက်ပါတယ်ကာကိုမဲရဲ့မော်ရတနာအပိုင်းစားတွေကလည်းမဲကုန်ပြီးကာကိုမဲရဲ့ခန္ဓာကိုယ်ထဲမှာပျော်ဝင်နေပါပြီတစ်ဖက်ကစုံမကြီးကလည်းသူ့အောင်လက်နဲ့လှုပ်တာအောင်မြင်သွားတာကြောင့်အခုချက်ချင်းကာကိုမဲကိုတက်လိုက်ရမလားလို့မေးပေမဲ့အင်ဒိုရရှာခန်းစားသွားအောင်လို့မတက်ဖို့ပြောလိုက်ပါတယ်ကာကိုမဲရဲ့တငယ်ချင်းတွေလည်းစုံမကိုလိုက်ရှာဖို့အတွက်နေရာစုံမှာရှောက်ချနေကြပေမဲ့ဘလို့ပဲရှာမတွေ့နေပါဘူးအဖွားကြီးကတော့ကာကိုမဲကစိတ်ဓာတ်ခိုင်မာပြီးကျင်းစာတိုက်တာကိုခုခံနိုင်နေဆိုပေမဲ့အချိန်ကြာလာလေခုခံနိုင်မှုကရောသွားလေဖြစ်တာကြောင့်အဲ့ဒါကိုစိတ်ပူနေရပါတယ်ကာကိုမဲလည်းသူမစိတ်ထဲမှာရှိနေတဲ့စုံမကိုတိုက်ထုတ်နေတာကြောင့်ကျင်းစာတိုက်နေတဲ့စုံမလည်းကာကိုမဲကနတ်ဖျားမဝင်စားတာကိုယုံသွားခဲ့ပါတယ်တခါတော့ကမော်ဝေရတနာကိုထိမ့်သိမ့်နေတဲ့နတ်ဖျားမကီချိုကလူသားနဲ့လက်ထပ်ပြီးအစွမ်းတွေနေသွားခဲ့ပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးမော်ဝေရတနာကိုသိမ့်ပိုက်ဖို့စုံမကြီးကစ조사ခဲ့ပေမဲ့သူမသာပြန်ခံလိုက်ရပါတယ်။ဒါကြောင့်အခုချိန်မှာကာကိုမဲကကီချိုနဖျားမဝင်စားတာဖြစ်နိုင်နေဆိုတာကိုလက်ခံလိုက်ပါတယ်။တစ်ဖက်ကအီနိုရရှာလည်းသူကဘာမှမလုပ်နိုင်ပဲကာကိုမဲခံစားနေရတာကိုသာကြည့်နေရတာကြောင့်စိတ်တွေတိုးနေပြီးအဲ့ချိန်မှာမြားတစင်းကသူ့စီကိုပြစ်လာခဲ့ပါတယ်။ပြစ်လိုက်တဲ့သူကကာကိုမဲဖြစ်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုစုံမကြီးကကြိုက်တယ်လို့ထိန်းချုပ်လို့ရသွားခဲ့ပါတယ်။ဒါပေမဲ့သူမစိတ်ကတော့ပြန်ခုခံနေတာကြောင့်ထိန်းချုပ်လို့မရသေးပါဘူး။အီနူရရှာတယောက်ဒီချိန်မှာကာကိုမဲကိုတားရမှာလားဒါမှမဟုတ်ကာကိုမဲပြစ်တာကိုပဲခံလိုက်ရမလားဆိုတာကိုနောက်တစ်ပိုင်းမှာတင်ဆက်ပေးမှာဖြစ်တာကြောင့် subscribe လေးနှိပ်ပြီးစောင့်မျှော်ကြည့်ရှုလို့ရပါတယ်။